အဝေးပြတ်ဘယ်သူလဲ တော့ပေါ်လာပဲ တော့ပါလား ဘယ်ပြောတော့မသိဘူးကကျိုးရဆိုတော့သိ ဘယ်လိုနေလဲ ရွရွလေးစားလို့ကောင်းတယ် အဲ့ဒါလေးလား ကျွတ်တယ် မွတ်ဝေဖြိုးပဲကြောတက်နေရပဲဆိုတဲ့အတန်လေးကို YBS ပေါ်မှာကြားဦးကြလားအခုဆိုလို့ရှိရင်ဝေဖြိုးကပြည်မျိုးဝင်တာမကဘူးရန်ကုန်မြို့နယ်တော်တော်များများကုန်းစုံဆိုင်တွေမှာအလွယ်တကူဝယ်ယူလို့ရရှိနေပါပြီပြီးတော့ဝေဖြိုးကိုသိကြလားဝေဖြိုးကိုစားဘူးကြလားဆိုတာအခုပဲလိုက်မေးပြီးတော့မြည်ဆန်းခိုင်းမှာဖြစ်ပါတယ်လိုက်ကြည့်ကြနော်မော်လေးမင်္ဂလာပါ မင်္ဂလာပါ ဝေဖြိုးကိုသိလား ဘယ်ပြောတော့မသိဘူးကကျိုးရဆိုတော့သိ ပဲကြောဝေဖြိုးကိုသိလား ဟုတ်သိရ မမသိရ အာဆိုင်ထဲမှာမြင်ဘူးက စောင်းစားဘူးလား အောက်စားဘူးလေရတာကောင်းပါတယ် ညလာကောင်းဘယ်လိုနေလဲ ကောင်းပါတယ်ပြပြီးတော့ဝေပြောတော့စားပြစ်တယ်ဝေပြောတော့လက်ဖက်တော့ ဝေဖြိုးကိုသိလား ဟုတ်တည်ရ အဝေးပြတ်ဘယ်သူလဲ တော့ပေါ်လာပဲ တော့ပါလားအမမေးရဝေဖြိုးကကြတော့လူဝေဖြိုးမေးရမဟုတ်ဘောနော်ပဲကြော်ဝေဖြိုးမေးရပေါ့အဝိုင်းမစ်တီပါရောစီးလား ဟုတ်စီးရမှာ အဝေဖြိုးပဲကြော်ရောသိလား ကြောက်ကြောက်ဘူးလေ နီဆန်ခိုင်းပြရတာဘယ်လိုနေလဲဆိုတာကို ဟုတ် ကြကြပြီနော် ကျွတ်တယ် ဝေဖြိုးကိုသိလား သိတယ် ဘယ်သူလဲဝေဖြိုးက တငယ်ချင်း ဝေဖြိုးပဲကြော်သိလား သိတယ် မမသိရညီမလေး ကားတွေပိုင်းမှာကတ်ထားတယ်ပြီးတော့ဝယ်လဲစားဘူး အမီဆန်ပြေရောနော်ဘယ်လိုနေလဲ ရွရွလေးစားလို့ကောင်းတယ် အဲ့ဒါလေးလား ဝေဖြိုးပဲကြောကျွနေရပဲမွတ်